ကဲအားလုံးပဲမင်္ဂလာပါเนาะကျွန်တော်တို့21ရက်3လပိုင်း2025တောက်ကြနေ့ပေါ့เนาะဒီနေ့ကိုမှကျွန်တော်တို့ကဏ္ဍလေးထိုးရမယ့်အကွက်လေးပေါ့เนาะကြောင်ပိတ်နေတဲ့ကျွန်တော်တို့ formula site လေးကျွန်တော်တို့တင်ပြမှာဖြစ်ပါတယ်เนาะဒီလိုကြိုင်းနေတဲ့လူများထိုးစီခြင်းပါတယ်ကျွန်တော်ဒီ61ဆိုတဲ့ကဏ္ဍလေးထွက်တိုင်းပါတဲ့เนาะကျွန်တော်တို့ညီကိုဒီကျွန်တော်တို့ပြက်ပင်မရှိเนาะဒီနေ့ကျော်ကလန်တာမှာကျွန်တော်တို့အများအားလိုက်ထွက်ပါတယ်တဲ့เนาะ61လို့ထွက်လို့ကျွန်တော်တို့ဒီမှာ90ဆိုတဲ့ညီကိုထွက်တယ်တဲ့ဒီမှာ61လို့ထွက်လို့34ဆိုတဲ့ညီကိုထွက်တယ်တဲ့ဒီမှာ61လို့ထွက်လို့3412ဆိုတဲ့ညီကိုထွက်ပါတယ်တဲ့ဒီမှာလည်းကျွန်တော်တို့61လို့ထွက်လို့31ဆိုတဲ့ညီကိုထွက်တယ်ဒီမှာ16ဆိုတဲ့ကဏ္ဍထွက်လို့3423ဆိုတဲ့ကဏ္ဍညီကိုထွက်ပါတယ်တဲ့เนาะကျွန်တော်တို့လုံးဝပြက်ပင်မရှိပါဘူးခင်ဗျာเนาะလုံးဝပြက်ပင်မရှိပါဘူးဒီမှာလည်းကျွန်တော်တို့61လို့ထွက်တော့ဒီမှာ96ညီကိုထွက်ပါတယ်တဲ့เนาะဒီမှာလည်း16လို့ထွက်လို့88ဆိုတဲ့ညီကိုထွက်ပါတယ်တဲ့เนาะကျွန်တော်တို့ဒီမှာလည်း61လို့ထွက်လို့89ဆိုတဲ့ညီကိုထွက်တယ်61လို့ထွက်လို့ကျွန်တော်တို့98ဆိုတဲ့ညီကိုထွက်ပါတယ်ခင်ဗျာเนาะဒါလည်းကျွန်တော်တို့61ဆိုပြီးတော့ထွက်တဲ့အတွက်ကြောင့်မို့21ဆိုတဲ့ကဏ္ဍညီကိုကဏ္ဍထွက်ပါတယ်ဒီမှာလည်း61လို့ထွက်တာနဲ့ကျွန်တော်တို့23ဆိုတဲ့ညီကိုကဏ္ဍထွက်ပါတယ်ဒီမှာလည်း61လို့ထွက်တာနဲ့ကျွန်တော်တို့96ညီကိုထွက်တယ်ဗျာเนาะပြက်ပင်လုံးဝမရှိသေးပါဘူးเนาะဒီမှာလည်းပဲကျွန်တော်တို့61လို့ထွက်တာနဲ့9832ဆိုတဲ့ကျွန်တော်တို့ညီကိုထွက်ပါတယ်ဒီမှာလည်း16လို့ထွက်တာနဲ့ကျွန်တော်တို့ဒီမှာ56ဆိုတဲ့ညီကိုကဏ္ဍထွက်တယ်တဲ့เนาะအခုဒီမှာလည်းကျုပ်တို့16ဆိုတဲ့ကဏ္ဍထွက်တဲ့အတွက်ကြောင့်မို့တဲ့တောက်ကြနေ့တနေ့ကုန်မှာတဲ့ကျွန်တော်တို့ညီကိုပေါ့ဗျာเนาะဒီမှာညီကိုကဏ္ဍကျိုင်းနေတတ်တဲ့လူတွေเนาะအားလုံးပဲ88နဲ့34ပေါ့ဗျာเนาะဒီလိုညီကိုကြိုက်တဲ့လူတွေတဲ့အားလုံးပဲ88 34ဒါကျွန်တော်ရဲ့ကြိုက်ဆုံးရွေးချယ်ထားတဲ့ကဏ္ဍမှာတဲ့เนาะ8834ဒီအကြိုက်ဆုံးရွေးချယ်ထားတဲ့ကဏ္ဍဖြစ်ပါတယ်မိမိတို့ကျိုင်းနေတတ်တဲ့လူတွေတဲ့เนาะထိုးစီခြင်းပါတယ်တဲ့เนาะကျွန်တော်တို့ဒီနေ့ကျော်ကလန်တာမှာလုံးဝပြက်ပြီးမရှိသေးပါဘူးเนาะကျွန်တော်တို့လုံးဝပြက်ပြီးမရှိသေးပါဘူးမိမိတို့ကလန်တာရှိရင်ပြန်ပြီးတော့စစ်ကြည့်ပါလို့เนาะကလန်တာရှိတဲ့လူများပြန်ပြီးတော့စစ်ကြည့်ပါเนาะလုံးဝပြက်ပြီးမရှိသေးပါဘူးခင်ဗျအားလုံးကံကောင်းကြပါသေးဗျ